ဒီပစ္စည်းလေးသာပျက်စီးသွားရင်တော့ခင်ဗျားတို့ကားရဲ့အင်ဂျင်ကကြောက်စရာကောင်းလောက်အောင်တုန်ခါလာပါလိမ့်မယ်ကားတစ်စီးလုံးဆိုးဆိုးရွားရွားတုန်ခါနေရတဲ့တကယ်တရားခံကတော့အခုမြင်နေရတဲ့ဂီယာပေါက်အထိုင်နှုံးပျက်စီးသွားလို့ပါပဲစပိုင်းမှာတော့ဒါကပြဿနာအသေးဖွဲလေးလို့ထင်ရနိုင်ပါတယ်နည်းနည်းပါးပါးတုံယုံပဲပေါ့ဒါပေမဲ့တေချာနီးနီးကက်ကက်ကြည့်လိုက်ရင်တော့ဒီထိုင်နှုံးတစ်ခုလုံးကွဲအပ်ပျက်စီးနေတာကိုတွေ့ရမှာပါဒီပစ္စည်းလေးကအင်ဂျင်နဲ့ဂီယာပေါက်ကိုအောက်ကနေအသေးမြဲနေအောင်ထိမ့်ပေးထားတဲ့ကောင်ပါသူကအခုလိုမျိုးပျက်စီးသွားတဲ့အခါအင်ဂျင်ကရှိတင်တာထက်ပိုပြီးလှုပ်ရှားလာပြီးကားတစ်စီးလုံးကိုပြင်းပြင်းထန်ထန်တုန်ခါစေပါတယ်ပြီးတော့ထူးဆန်းတဲ့အတန်တွေလည်းထွက်လာတတ်ပြီးဘေးပတ်ဝန်းကျင်ကတခြားအစိတ်ပိုင်းတွေကိုပါထိခိုက်ပျက်စီးစေနိုင်ပါတယ်ဒီအတိုင်းသာပစ်ထားမယ်ဆိုရင်တော့နောက်ပိုင်းမှာပိုပြီးကြီးမားတဲ့ငွေကုန်ကြေးကျများမဲ့ဒုက္ခတွေနဲ့တိုးလာနိုင်ပါတယ်ဒါကြောင့်ဒါကိုဖြေရှင်းနိုင်မဲ့တစ်ခုတည်းသောနေလန်းကတော့အသစ်တစ်ခုနဲ့အမြန်ဆုံးလဲလှယ်ပေးဖို့ပါပဲအသစ်လဲပြီးသွားရင်တော့အင်ဂျင်ကပုံမှန်အတိုင်းပြန်ငြိမ်သွားမှာဖြစ်ပြီးတုန်ခါတာတွေလည်းလုံးဝပျောက်သွားပါလိမ့်မယ်မောင်းရတာလည်းကားအသစ်အတိုင်းပြန်ပြီးငြိမ်ညောင်းသွားမှာပါဒါကြောင့်ဒီပစ္စည်းသေးလေးကိုလုံးဝတန်ဖိုးမဖြတ်ပါနဲ့သူကကားရဲ့ဘေးကင်းလုံခြုံမှုနဲ့စီးနီးယားတက်တောင့်တက်တာရှိမှုအတွက်အများကြီးအရေးပါပါတယ်အခြေအနေတွေပိုဆိုးမလာခင်ခင်ဗျားတို့ကားရဲ့အထိုင်နှုံးတွေကိုအခုပဲတေချာစစ်ကြည့်လိုက်ပါဦးအခုလိုကားနဲ့ပတ်သက်တဲ့ဗဟုသုတတွေပြုပြင်ထိန်းသိမ်းနေတွေကိုဆက်ပြီးလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ပေကို follow လုပ်ထားဖို့မမေ့နဲ့အောင်တော့အားလုံးကိုကျေးဇူးတင်ပါတယ်